မန္တလေးမြို့အားဆိုရင်တက်တန်ရကြည့်ရင်နှစ်ပေါင်း160ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ကျမတို့ရဲ့ရင်ထဲမှာတော့ယနေ့ထိတိုင်မပြောင်းလဲပဲခဏထက်ဝါနေသေးပါပဲရှင်မင်္ဂလာပါရှင်မန္တလေးမြို့တော်ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းနေပြီးတော့ဖြစ်ခဲ့အလျောက်မြန်မာဟန်စစ်စီရင်ကျင်းမှုအမွေအနှစ်များအများပြားကျန်ရင်ခဲ့မြို့တော်တစ်မြို့တော်ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီတစ်ခေါက်မှာတော့ကျမတို့အဖွဲ့လေးကနေပြီးတော့မန္တလေးရဲ့ရင်ကျင်းမှုအမွေအနှစ်များအကြောင်းကိုအထူးအသားပေးပြီးတော့တင်ဆက်ပြသပေးသွားမှာဖြစ်ပါရဲ့ရှင်။မန္တလေးမြို့ကိုကိုဝမင်းဆက်ဆက်တွင်တသက်မမြန်ဖြစ်သောမြန်မာပြည်မင်းတို့မင်းကရဟန်းရှင်လူအများကန့်ကွက်သည့်ကြားကခရစ်နှစ်1859ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။မန္တလေးမြို့စတင်တည်ထောင်ကာစအချိန်တွင်မန္တလေးအရက်ကိုထီပေါင်းကားဟုခေါ်ဆိုခဲ့ကြပြီးကျေဝင်မီမှာရတနာပုံဟုအမည်တွင်ခဲ့ရပါ။တရင်ခေတ်ကမန္တလေးအားရှင်မြို့တော်ရတနာပုံရှင်မြို့တော်စတင်ဖြစ်သုံးနှုန်းခဲ့ကြပြီးမန္တလေးဟုခေါ်ဆိုခြင်းနဲ့ပတ်သက်၍တိကျသောအထောက်အထားမတွေ့ရှိခဲ့ရပါဘူး။မန္တလေးဆိုတဲ့စကားမှာမန္တလာဆိုသောစကားမှာဆင့်သက်လာကညီညာတက်ယူသောလင်းပင်ဟုအတိပ္ပယ်ရပြီးတော့မန္တလာဟုသောစကားကခေတ်ကာလကြာလာသောအခါမန္တလေးစသည်ဖြင့်ပြောင်းလဲလာခဲ့သည်ဟုဆိုခဲ့ကြပါတယ်။အချို့ကမန္တလာဟုသောပတ်ဝန်းကျင်တွင်တောင်ကုန်းလုံးခြံလျက်ရှိသည့်တောင်ဖြစ်သည်ဖြင့်မန္တလာတောင်ဟုခေါ်ဆိုခဲ့ကြောင်းမန္တလေးဖျားသခင်ဟူသောအရေးသားကို15ရာစုကရေးထုတ်ခဲ့သောအင်းဝခေတ်ကျောက်စာမှာတွေ့ရှိခဲ့ရကြောင်းဆိုကြပြန်ပါရဲ့ရှင်မင်းတို့မင်းကတော့မြမနောက်ဆုံးမင်းတို့တပါဖြစ်ပြီးတော့မန္တလေးမြို့ကို1859ခုနှစ်တွင်နန်းတော်မြို့ဖြစ်တည်ထောင်ခဲ့သူဖြစ်ပါတယ်နန်းတော်ရီပန်ကုတုဒရပထုနှင့်မဟာညီပထောများတည်ဆောက်ခဲ့ပါတယ်ဒီပိတကကျမ်းစာကိုကျောင်းစာပရိရေးထိုးစီပြီးကပ္ပဘိုအကြီးဆုံးစာအုပ်ဖြစ်စေခဲ့ပါတယ်။ရုပ်သိမ်းတက်တာထုပကြီးကန်စင်အနုပညာများတိုးတက်ဖွံ့ဖြိုးစေကမန္တလေးမြို့ကိုယဉ်ကျေးမှုနှလုံးသားမြို့အဖြစ်ကျန်ရှိစေခဲ့သူဖြစ်ပါရှင်။မန္တလေးမြို့ကမြန်မာနိုင်ငံရဲ့အလယ်ပိုင်းမှာတည်ရှိပြီးတော့ယဉ်ကျေးမှုဘာသာစကားနဲ့အနုပညာအဆင့်ထင်ရှားတဲ့မြို့တော်တစ်မြို့တော်ဖြစ်ပါတယ်။မန္တလေးမြို့ကိုမင်းတို့မင်းကတည်ထောင်ရာတွင်ဗုဒ္ဓဘာသာယူရာနှင့်တသနာတည်တဲ့ခိုင်မြေကိုအထူးလေးထားခဲ့သဖြင့်နန်းတော်ဖျားပထိုးများကျောင်းစာစာအုပ်များအနေဖြင့်ယဉ်ကျေးမှုအမွေအနှစ်များအများကြီးကျန်ရစ်ခဲ့ပါရဲ့နန်းတော်အတွင်းရှိမင်းနဲ့မင်းသားမင်းသမီးများ၏နေထိုင်မှုပုံစံလက်ရအနုပညာများလက်မှုလက်ရလုပ်ငန်းများကလည်းမန္တလေးမြို့ကိုမြမအနုပညာနှင့်ယဉ်ကျေးမှုပြုစုကာ၏ပင်မလက်ရမြို့တော်အဖြစ်ဖွံ့ဖြိုးစေခဲ့ပါရဲ့ယနေ့ခေတ်၌လည်းမန္တလေးမြို့သည်ဓမ္မရည်ကြည်မှုနှလုံးသားဟုပင်လူအများကခေါ်ဆိုသုံးနှုန်းရရှိပြီးပြည်တွင်းနှင့်ပြည်ပခေတ်သားလုပ်ငန်းများအတွက်ယဉ်ကျေးမှုလေ့လာသည့်မြို့တော်အဖြစ်ထပ်မံရေးပန်းစားလာနေပါရဲ့ရှင်မန္တလေးရနာပုံနယ်မြို့တော်နှင့်မြနန်းစံကျော်ရွှေနန်းတော်မန္တလေးရနာပုံနယ်မြို့တော်ကို1859ခုနှစ်မှာမင်းတို့မင်းကနန်းတော်မြို့ဖြစ်တည်ထောင်ခဲ့ရပဲဖြစ်ပါရဲ့ရှင်နန်းတော်နှင့်အနီးနားမှာရှိရတနာပုံများဖျားပထိုးများမဟာဉာဏ်ပထိုးနှင့်ကျောက်စာတိုင်များဖြင့်စုပေါင်းထားပါရဲ့နန်းတော်အတွင်းရှိအဆောက်အုံများကဖေတုကအလားပါနှင့်ယူရမြန်မာဗုဒ္ဓအနုပညာပေါင်းစပ်ထားသောလက်ရာများဖြစ်ပါရဲ့ယနေ့ခေတ်မှာဆိုရင်လည်းခီးသွားများနဲ့သဒ္ဒနာတော်ကိုလေ့လာလိုသူများအတွက်အရေးကြီးရဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ထင်ရှားလာပါရဲ့မြနန်းစံကျော်ရွှေနန်းတော်မန္တလေးရနာပုံနယ်မြို့တော်ရဲ့အထူးအဆောက်အအုံတစ်ခုဖြစ်ပြီးတော့ရွှေစိမ်းနဲ့ရတနာများဖြစ်အလှဆင်ထားပါတယ်။မ
နန်းတော်ရဲ့အလေပဟူမှာတရှိပြီးတော့ဖျားပုံစံအနုပညာနဲ့မြန်မာစပယ်ကျမ်းများကိုအလှဆင်ထားပါတယ်။ဒီရွှေနန်းတော်ကမြန်မာနိုင်ငံရဲ့အရေးတိမ်မြစ်သောသဒ္ဒနာရေးနဲ့အနုပညာဖန်တီးမှုကိုတက်တည်ပြနေကြပါတယ်။ဒီနေ့ခေတ်တွင်လည်းမန္တလေးနန်းတော်ကိုတွားရောက်လက်ပတ်သူများအတွက်အထူးဆွဆောင်မှုနေရာဖြစ်ပါတယ်။မန္တလေးရနာပေါ်နန်းတော်နဲ့ရနဆန်ကျော်ရွှေနန်းတော်တို့ကတော့ရိုးရဗုဒ္ဓအနုပညာနဲ့ရနာလများကိုထင်ထားတဲ့မြမရည်ကြီးမှုအမွေနှင့်တည်ပဲဖြစ်ပါရဲ့ရှင်။မန္တလေးခေဗုဒ္ဓစတုတော်နှင့်မဟာတက်ကြမာရစိန်မန္တလေးနန်းတော်ကာလာတွင်တည်ဆောက်ခဲ့သောဖျားစနုတော်များကတော့တစ်သားထူကြောက်တခိုးရွှေစိမ့်အလှစားတဲ့ပုံစံရင်းနဲ့အထင်ကြီးစရာကောင်းတဲ့အနုပညာလက်ရာတွေပဲဖြစ်ပါတယ်။အတေကတရုဖော်လာမှုကတော့ဗုဒ္ဓတရားကိုဆင်းထူတော်အနေနဲ့ရုပ်ဖို့ထုတ်လုပ်တာခြင်းဖြစ်ပြီးတော့နန်းတော်ဖျားတော်များအတွင်ရှိတစ်သားထူကျွတ်ပကြီးနဲ့အလှဆင်မှုများကတော့မြန်မာတို့ရဲ့ဗုဒ္ဓတရားနဲ့ပိဋကအနုပညာကိုထင်ဟပ်ပြသနေပါတယ်။မဟာတကြမာရစိန်မဟာတကြမာရစိန်ကတော့မန္တလေးနန်းတော်နဲ့ဖျားပထိုးများအနည်းငယ်တည်ရှိပြီးဗုဒ္ဓသမိုင်းနဲ့တပနာရေးအရေးပါမှုကိုအဓိကထားဖော်ပြထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဗုဒ္ဓတရားများတိလစီမီများနဲ့လောကထက်ကသင်ခန်းစာများကိုလူထုနဲ့ခေတ်သားများအတွက်လေ့လာနိုင်အောင်ဖော်ပြထားတဲ့နေရာတစ်ခုဖြစ်ပြီးတော့ယဉ်ကျေးမှုနဲ့သဒ္ဒနာပေါင်းစပ်မှုကိုမြင့်တာစေတော့မန္တလေးရဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပါရဲ့ရှင်။ကျောက်ထက်အခေယာပြည်တကာတော့ကိုမြေတုံးလက်ထက်1868ခုနှစ်တွင်တည်ဆောက်ခဲ့ပြီးတော့ကာဘုံမှာအကြီးမားဆုံးစာအုပ်ဖြစ်ထိုင်လို့ချင်းခိုင်ရပါတယ်။ပြည်တကာတော့တွင်929ကျောက်စားတိုင်းတည်ပြီးတော့အဲ့ထဲမှာသဒ္ဒနာရေးကျောင်းရမြောက်ကိုလည်းကျောက်တဲ့တိကျစွာအခရာစနေဖြစ်ရေးထုတ်ထားပါတယ်ခင်ဗျာ။ကျောက်စားတိုင်းတိုင်းလမ်းလျှောက်ပါလက်စီထားရဲ့ဝမန်ပုံစံအတွင်းတည်ဆောက်ထားကဒေတာပေါင်းတန်ဒေတာပေးအလားစင်များဖြင့်ကာဆင်ထားပါရဲ့။တိုင်းပေါင်း929ခုကိုမန္တလေးရဲ့ဘုရားအဝိုင်းတွင်တန်းစီပြီးတော့အလားဆင်ချင်းဖြင့်လမ်းလျှောက်ကကျောက်တိုင်းမြတ်ကိုလည်းလေလာနိုင်စီကစီမံထားပါသေးရဲ့ဗျ။ပြည်တကန်တော့ဒီကျောက်စားအလားရွှေစင်ဒေတာတူနဲ့မန္တလေးရဲ့ပပူအမှုပညာများကိုတွဲထားကဓမ္မယဉ်ကျေးမှုအတွက်အလွန်ကြီးပါရဲ့တရားတစ်ခုဖြစ်ပါရဲ့။အဲဒါကြောင့်မို့2023ခုနှစ်မှာကမ္ဘာမှာတအမှုနဲ့စီခဲကိုလည်းဝင်ခဲ့ပါတယ်။ဂူရပထဝမန္တလေးရှိရေးပါရဲ့ဖယားပတ်ထိုးတစ်ခုဖြစ်ပြီးတော့မေဒုံမင်းရဲ့ဘင်းရီခိခန်းလိုက်များနဲ့တရဏတော်ဒီမြရေးစေကိုလည်းဖော်ပြထားရဲ့ဒီရင်းမှုအမျိုးနဲ့အလွန်တန်ဖိုးရှိရတဲ့နေရာတစ်ခုဖြစ်ပါတယ်။အဲအားတွေကိုတော့လူအများကမ္ဘာပေါ်မှာအကြီးမားဆုံးစာအုပ်အဖြစ်လဲခေါ်ကြပါသေးတယ်။မေဒုံမင်းဒီပြည်တကာကိုမျိုးဆက်မချမ်းကြံရည်လို့တော့စေကြောင့်ဘုရားရဲ့တရားတွေကိုတောက်ဆန်းမှာဒီထိုရန်ပုံစံစိတ်ဆောက်ရွယ်ခဲ့ပါသေးတယ်။အဲအားကြောင့်ပဲဂူရပထိုးပါလန်မှာတောက်ဆန်းနိုင်စုပေါင်း926ချာတီပြီးတော့တောက်ဆန်းတခြားချင်းမျိုးကိုစောက်တော့လောက်တမ်းမှနိုင်မှုတစ်ဖြစ်ကြောက်စားတိုင်းစောက်အောင်များကိုလည်းရင်းကြီးကြီးခေါ်တိုးရရှိပါသေးတယ်။ကြောက်စားတဲ့တခြားချင်းစီကိုတိချပြီးတော့တစီမှာတခြားချင်းစီထားရှိလျက်ရှိပြီးတော့ပိတုကအနုပညာကျောက်ထုအနုပညာနဲ့အလားပြင်းပုံစံအရာအလုံးထင်ရှားတန်လာပါရဲ့ဗျ။ကုလရောပထိုးဆိုအရာကဗုဒ္ဓရဲ့စာကိုတရားအနုပညာပဲပေါင်းစပ်ထားတဲ့စာပေအနုပညာဘာသာရေးပေါင်းစည်းထားတဲ့အငွေ့ငယ်ဖြစ်ပြီးတော့နိုင်ကန်နဲ့ဘာသာရေးအတွက်အလုံးတန်မိုးကြီးလာတဲ့တရားတစ်ခုဖြစ်တာမန်နိုင်ပါတည်တယ်။အခုခွေမှကျတော့ကုလရောပထိုးကတဏှာကြီးလာသူညာပြီးတမန်ပြရှိနေတဲ့ခီးတော်လက်ပါရဲ့သူများတို့မလိုလားမဖြစ်လေလက်တဲ့အင်ဂျင်ငွေတစ်ခုဖြစ်ပါရဲ့။ရောပထူဟာစာအုပ်ကိုစာရင်းမဟုတ်ကျောင်းစားအဖြစ်အမျက်မယုံမနဲ့မပြောင်းမပြည့်စင်ရထားရှိထားတဲ့လောကစာပင်ဖြစ်ပါရဲ့ခင်ဗျာ။မတော်ခမ်းမများမဲတော်ပါတော်အလောက်တော်ပဒနာတော်ခမ်းမများအဲ့ဒါတဲ့အနဲ့နမ်းမ60ကျော်ပေါက်စာတရှိခဲ့သည်နန်းတော်ပါလဲမှာလုံချိုရေးတွေထောင်မမြင်မာတဲ့နိုင်ရန်နဲ့ရေကားကောက်လည်းရှိပါတယ်ရှင်။နန်းတော်ရေပန်းရေကန်ကြီးကမန္တလေးမြို့ရဲ့အသင်းအလျာနာကိုလက်ဖို့ထားပြီးတော့ယူဖာပါဝကျလာခဲ့တဲ့ဤကူတီကြန့်ရှိနေပါသေးတယ်ရှင်။တမိုင်းနေရင်နေခဲ့တဲ့ကွာစားချက်တွေကကြတော့1855ခုနှစ်မှာအင်္ဂလိပ်များကနန်းတော်ကိုကောက်ကိုရေးစကားပြေပုံစံခဲ့တော့လေပြင်နေတွေနန်းတော်ဤပုံစံချိုးကိုပြန်လည်ပြုပြီးဤဆိုထားပြီးတော့ခီးတော်များနဲ့သမိုင်းတော်လေးလောက်သူများတွေ့
ထင်ကြီးတဲ့ရင်ကျေးမှုရစွမ်းလေးရတဲ့ကူကြီးတည်ရှိနေပါသေးတယ်ရှင်မန္တလေးနားတော့နားတော့ရေပန်းလေးမန္တလေးမြို့ဤတင်ကေးစွာဖြစ်လေယနေ့ထိတပည့်ကပါသေးတယ်ရှင်မန္တလေးမြို့ဤမဲတော်မင်းလက်ထက်ကလေးကမြန်မာနိုင်ငံရဲ့ဘာသာရေးရင်ကျေးမှုဗုဒ္ဓလင်းရောက်တဲ့ပြေထေရှောင်လာခဲ့တဲ့မြို့တော်တယ်လည်းဖြစ်ပါတယ်ရှင်နန်းတော်ရေပန်းကိုတကြပထိုးနဲ့အခြားဖျက်ပထိုးများမြို့သိမ်လူပညာဒေတာထူနဲ့လက်မလဲရလူငါများကလည်းမန္တလေးမြို့ရဲ့ထင်ရှားတဲ့ရင်ကျေးမှုအမွေအနှစ်များတမကမြန်မာအားလုံးတို့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးများလည်းဖြစ်နေသေးပါတယ်ရှင်ဒီ presentation မှာတဲ့ဆက်မန်ဒိုမင်းလက်ထက်ကမန္တလေးရင်ကျေးမှုမွေးနေ့များကိုတန်းနိုင်သမျှရှင်းလင်းပြသပေးထားတာပါပဲရှင်မန္တလေးမြို့ရဲ့သမိုင်းဝဲတန်ဖိုးများကိုလည်းမိတ်ဆက်ပေးထားပါတယ်ရှင်ရင်ကျေးမှုမွေးနေ့များကကျွန်တော်တို့ရဲ့တန်ဖိုးများတဲ့အမြင်များဖြစ်ပြီးတော့ဆက်လက်သေးသေးကနောက်လမ်းမဲ့မျိုးဆက်များတွေလည်းသိရှိနိုင်ရန်ဆက်လက်ကောက်ွက်တဲ့စကိုအထူးကောင်းမွန်စွာနားလည်ပေးနိုင်ပြီကိုလည်းမျှော်လင့်မိပါတယ်ရှင်အခုလိုမျိုးရရှိပေးတဲ့အတွက်လည်းအောက်လို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဒီလိုမျိုးတိတ်ဆက်ခွေရတဲ့တဲ့ဆောင်လဲအယံဝမ်းပါပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်မဟုတ်ခဲ့ဘူးဆိုဒါတော့အချစ်လုံးဝမပြောတတ်သူကိုနောက်ဆုံးထွက်သက်တီမေးရဲ့ရတဲ့များလဲရင်နဲ့ဆွဲလိုက်မောသူမပြောင်း